ခါရောက်ချင်းပေါ့နော်ဒါကတော့ QOO 10ကနေပြီးတော့ Medicube က Medicube ၄မျိုးဝင်2မျိုးလက်ဆောင်အဲ့ပေါ့နော်၄မျိုးတော့ကောက်ပါလာတာနော်ဒီကတူနာအကုန်လုံးက6125လားမသိဘူးဒီကတူနာပြီးလို့ရှိရင်ဒါက night wrapping mask soothing glowing night mask တက်ပြီးတော့ခွာရတဲ့ဟာပြင်တာကတော့ collagen serum နေမှာပေါ့ဘယ်ဟာကလက်ဆောင်ဘယ်ဟာကဝယ်ရမှန်းတော့မသိတော့အများကြီးပါလားအေးဒါလည်း serum ဒါ short serum နဲ့ collagen short serum ဒါလည်း serum ပဲ serum က2မျိုးတော့ပါတယ်ပြီးလို့ရှိရင်ဒါက micro toner spray လို့ပြောတာဒါရွေးတော့လည်းဒါတော့မပေါအောင်တော့ဒါမဲ့လည်းတုံးကြည့်ပါမယ်လို့ toner spray ပြီးလို့ရှိရင်ဒါကကြတော့ gel cleanser ဦး3မျိုး4မျိုး3မျိုး4မျိုး5မျိုး6မျိုးရှိပြီနော်အဲ့မှာမှ toning jelly ကို jelly တဲ့ toning jelly တူနာဖတ်တယ်ပါတယ် jelly တော့တော့နဲ့လည်းရမ်းမိုက်တယ်ဒီတော့အများကြီးဟိုမှာ6000ပဲကြာတယ်50% discount ဒါတော့ချက်ဖာပြေးတဲ့ဒါနဲ့ပြေးလိုက်ဆိုပြေးသွားတာပါ mask တစ်ခုလည်းပါတယ်အကုန်လုံးစုစုပေါင်း mask နဲ့ဆိုတစ်ချက်တစ်ခုနှစ်ခု3 4 5 6 8မျိုးပါလာတယ်အဲ့တော့မှ6000မတင်25ပဲကြာပါတယ်လို့မလားခုမှရောက်လာတာအကုန်လုံးကတော့ပစ္စည်းအစ်စ်နော်ပစ္စည်းအစ်စ် made in Korea တဲ့ကျွန်မလာပါတော့မယ်ချက်ပါပစ္စည်းတွေရောက်လာတော့အမောပြေသွားတာပေါ့တကယ်လို့ရှင်းကပစ္စည်းမှာလားရှင်းကပစ္စည်းရောက်နေချင်းဖြေးလိုက်တော့ဒီမှာကြည့်ဦးဂျေတူနာပက်မှာထိဖို့အရေးဒီထဲမှာပါတဲ့ဒီမှာဒီထဲတူနာကုန်းကိုဒီဂျေအတွက်အရေးကိုဒီမှာထည့်လိုက်ပြီးလို့ရှိရင်တူနာနဲ့အရင်ရိုးတူနာနဲ့အရင်တုတ်ပြီးပြီဆိုလို့ရှိရင်ဒီကကိုပါနဲ့ဖက်မှာကတ်ထားတာကိုရီးယားမလေးတွေတွေ့ကြလားအဲ့လိုကတ်ထားဒီနှစ်ဖက်မှာလည်းကတ်လို့ရတယ်နှစ်ဖက်မှာတစ်ချက်ဒီမှာတစ်ချက်ဒီလုံးရေးတက်ဖြည့်ပေးတာရေးတက်ဖြည့်ပေးပါလေလို့လုံးဝ collagen နဲ့ပါတယ်QOO 10မှာနော်ခါရဲ application တောင်းပြီးတော့ဝင်ကြည့်ပါလို့